ဟာလေလုယာဖျားရှင်နာမတော်ကိုထူဝင်ရှင်မွမ်းပါတယ်ဒီနေ့စာလံကျမ်းနောက်ဆုံးပိုင်းကိုရောက်နေပြီအပိုင်းငယ်9ဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုဖတ်ပါမယ်ကျွန်ုပ်၏ရန်သူတို့ရှိမှကျွန်ုပ်ဖို့စပွဲကိုခင်းတော်မူ၏ကျွန်ုပ်ခေါင်းကိုဆင်းနှင့်လိမ့်တော်မူ၏ကျွန်ုပ်၏ခွက်ဖလားသည်ရှံနေရှိပါ၏ဒီနှုတ်ကပတ်တော်အချက်3ချက်တွေ့ရတယ်ကျွန်ုပ်၏ရန်သူရှိမှတဲ့စပွဲကိုခင်းမယ်တဲ့ကျွန်ုပ်ရဲ့ခေါင်းကိုစီနှင့်လိမ့်မယ်တဲ့နံပါတ်3ချက်ကတော့ကျွန်ုပ်ဤခွက်ဖလားသည်ရှံလေးရှိပါမယ်။ဂျေဇုနဲ့အတူသွားလာလို့ရှိရင်ဖယားသခင်ကကျမတို့ရဲ့ရန်သူရှေ့မှာဖယားသခင်ကကျမတို့ကိုလွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးမယ်။ကျမတို့ကိုထောက်ပံ့ပေးမယ်။အဲ့ဒီရန်သူတွေရှေ့မှာကျမတို့ကိုစပွဲခင်းပြီးကျွေးပေးမှာဖြစ်တယ်။ဒါဂျေဇုနဲ့သွားလာတဲ့သူဖယားသခင်ကယနေ့ဂျေဇုကိုသူနဲ့အတူသွားလာကိုကျမတို့ကိုရှာနေတယ်။ကျမတို့ကသူနဲ့အတူသွားလာရဲ့လား။သူ့ကိုနံပါတ်1နေရာမှာထားသလားသူ့ကိုနံပါတ်ဦးစားပေးသလားမိမိကိုမိမိစင်ကျင်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကကျွန်ုပ်ခွက်ဖလားဒီရှံလေးရှိပါ၏တဲ့ကျမတို့ရဲ့ခွက်ဖလားရှံမယ်ကျမတို့မှာပြည့်လျက်ရှံလျက်တိတ်လျက်ပဲရှိတယ်ဘောင်နဲ့တန်းမနေဘူးရှံကြအောင်ပေးမှာဖြစ်တယ်နော်အချက်3ချက်နဲ့ကျမတို့တအားခွန်အဲ့တော့ဘုရားသခင်ကကျမတို့သူနဲ့အတူသွားဖို့လူတွေကိုသူရှာနေတယ်သူဘယ်သူ့ကိုသွားတွေ့လဲဆိုရင်စာလံကျ89ခုမြောက်သောစာလံအပိုက်ငယ်20မှာသူဘာရေးထားလဲအရန်ခွန်အားရတယ်ကျွန်မဒီနှုတ်ကပတ်တော်လေးကိုပြောပြခြင်းတယ်စာလံကျမ်းအပိုက်ငယ်စာလံကျမ်းအခန်းကြီး89ခုမြောက်သောစာလံအပိုက်ငယ်20ငါဤကျွန်ငါဤကျွန်ဒါဝိဒ်ကိုငါတွေ့၍တဲ့တန့်ရှင်းသောစီနဲ့ဗိသိက်ပေးမယ်နံပါတ်1အချက်ကျွန်မတို့သူနဲ့အတူသွားလာရင်နော်သူနှစ်သက်သွားပြီဆိုရင်တန့်ရှင်းသောစီနဲ့ကျမတို့ကိုဗိတ်သိက်ပေးမယ်လို့ဂတိပေးလိုက်တယ်နံပါတ်1အချက်နံပါတ်2ဘာပြောလဲသူ့ဘက်မှာငါလက်တီတီလိမ့်မည်ငါလက်ယုံသည်သူ့ကိုမြဲမြံခိုင်ခန့်စေမယ်ကျမတို့ဘက်မှာသူ့ရဲ့လက်ကအမြဲတမ်းတည်တော့မယ်ကျမတို့ဘာလို့အောင်မြင်မှာပဲဖခင်ရဲ့လက်ကကျမတို့စီမှာတည်နောက်ကျမတို့ကိုဘာနောက်တစ်ချက်ကဘာပြောသေးလဲလက်ယုံသည်တဲ့နော်ဖယားသခင်ရဲ့လက်ယုံသည်တဲ့ကျမတို့ကိုမြဲမြံခိုင်ခန့်စေမယ်ကျမတို့လဲသွားဖို့မလိုဖယားကကျမတို့ကိုခိုင်ခန့်အောင်သွားကျမတို့ကိုလုပ်သူနဲ့အတူသွားလာတဲ့သူကိုသူကခိုင်ခန့်စေမှာရန်အားရှိတယ်နော်ဒါနံပါတ်2အချက်ဖြစ်တယ်နံပါတ်3အချက်ရန်သူသည်တဲ့သူ၏ဥစ္စာကိုအနိုင်ထက်မယူရမတရားသောသူသည်မငင်းဆဲရတဲ့ဟာလေလုယာဖယားနာမှာဘုန်းကြီးပါစေနော်ရန်သူသည်တဲ့ကျမတို့ရှေ့မှာရန်သူသည်တဲ့ကျမတို့ရဲ့ဥစ္စာကိုတဲ့အနိုင်အထက်ယူလို့မရဘူးလုံးဝကျမတို့စီပစ္စည်းကိုသူတို့ယူလို့မရအနိုင်အထက်နော်လူလို့ယူလို့ကိုမရအနိုင်အထက်ကိုယူလို့မရဖခင်ကသူ့ကိုမပေးဘူးရန်သူကိုမပေးဘူးဘာကြောင့်လဲသူ့ရဲ့လက်ရုံးကကျမတို့စီမှာခိုင်ခန့်စီနော်ကွယ်ကာတော့မှာနောက်မတရားသောသူတွေကလည်းကျမတို့ကိုညှင်းဆဲလို့မရဘူးရန်အားရှိတယ်နော်ဟာလေလုယာရန်အားရှိဖို့ကောင်းတယ်အဲ့ဒါနံပါတ်3အချက်ဖြစ်တယ်နံပါတ်4အချက်ကိုကျွန်မပြောမယ်သူဤရန်သူတို့ကိုတဲ့သူ့ရှေ့မှာငါနှိပ်စက်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားနာမှာဘုန်းကြီးပါစေကျွန်မတို့ရဲ့ရန်သူကိုကျွန်မတို့ရှေ့မှာနှိပ်စက်ပြမယ်အရန်ရည်ရတယ်နော်အရန်ကောင်းတယ်နော်အရန်ပျော်စရာကောင်းတယ်သူ့ကိုမုန်းသောသူကိုလည်းဓာတ်ခတ်အောင်မယ်တဲ့ကျွန်မတို့ကိုမုန်းလို့မရဘူးရန်သူတွေစာတန်တွေကျွန်မတို့ကိုမုန်းလို့မရဘူးနော်ဘုရားကဓာတ်ခတ်မှာနော်အဲ့ဒါနံပါတ်4ချက်ဖြစ်တယ်နံပါတ်5အချက်ငါဤတစ္ဆာနိဂယုဏသည်တဲ့သူ့ဘက်မှနေငါဤနာမအဖြစ်သူဤဥကြိုသည်ချီးမြှောက်လျက်ရှိမယ်ကျမတို့ကိုထပ်မှန်ပြီးချီးမြှောက်အောင်ပါအဲ့ဒီရန်သူတွေရှေ့မှာကျမတို့ကိုချီးမြှောက်အောင်ပါနော်နောက်ပြီးတော့ဖယားသခင်ရဲ့တစ္ဆာဂတိတစ္ဆာလည်းရှိတယ်ဖယားဂယုဏလည်းပေးမယ်ဖယားတစ္ဆာလည်းကျမတို့ကိုရှိပေးမယ်ပေးထားတဲ့ဂတိတွေအားလုံးကိုဖယားကတစ္ဆာရှိနဲ့ဂတိတီနဲ့ပေးမှာဖြစ်တယ်နော်ဂယုဏကလည်းကျမတို့ကိုအမြဲတမ်းနှစ်သိမ့်ပေးနေမယ်နော်နာနဲ့တိုင်းဂရိဥနာအစ်စ်ကိုကျမတို့ခံစားရပါတယ်နော်ဘုရားသခင်ရဲ့ကောင်းကြီးကျမတို့ခံစားရပါတယ်နောက်ဘုရားသခင်ရဲ့နာမအဖြစ်နဲ့ကျမတို့ရဲ့ဥကြိုကမြင့်မယ်ချီးမြှောက်လျက်ရှိမယ်ကျမတို့ကိုဘုရားသခင်ကတောင်ထိပ်ပေါ်မှာနော်တမင်တွေရဲ့ဥကြိုကဲ့သို့ချီးမြှောက်ခြင်းခံရမယ်အပေါ်မှာထောင်နေတဲ့တမင်ချီကတမင်ရဲ့ဥကြိုတွေကလဲမတော်အောင်ကျမတို့ကိုလည်းတောင်ပေါ်မှာချီးမြှောက်ထားမှာဖြစ်တယ်နော်ကျမတို့ရဲ့ရန်သူတွေရှိကျမတို့ကိုရန်သူတွေမလုံနိုင်ဘူးเนาะဘုရားအရန်ကောင်းမြတ်တာဖြစ်တယ်နံပါတ်5ချက်တဲ့သူဤလက်ကိုလည်း
ပင်လေပေါ်မှာ၎င်းသူဤလက်ရလက်ကိုလည်းမြစ်ဖျားပေါ်မှာ၎င်းငါတင်ထားမယ်တဲ့ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေနော်ကျမတို့ရဲ့လက်ကိုပင်လေပေါ်မှာထားမယ်တဲ့ပင်လေလည်းကျမတို့ကနိုင်ပြီနော်ပင်လေလေမုန်တိုင်းတွေဘယ်လိုပဲလာကျမတို့လက်နဲ့ငိမ့်လို့ရတယ်နော်ကျမတို့လက်နဲ့ပင်လေပေါ်မှာကျမတို့စတန်ထားလို့ရတယ်နောက်လက်ရလက်နဲ့မြစ်ဖျားတွေပေါ်မှာလည်းကျမတို့တင်ထားလို့ရတယ်ကျမတို့သင်္ဘောတွေစီးမယ်လှေတွေစီးမယ်သင်္ဘောမှောက်တာတွေလှေတွေမှောက်တာတွေကျမတို့မြင်နေရကြနေရဒါပေမဲ့ကျမတို့ကဒီလေမုန်တိုင်းတွေဒီသင်္ဘောတွေမမှောက်အောင်ဒီပင်လေတွေကိုကျမတို့ကလက်တော်နဲ့ဆန့်ပြီးတော့ကျမတို့ရဲ့လက်နဲ့ဆန့်ပြီးတော့လုံနိုင်ဖို့ဘုရားကကျမတို့ကိုပေးမယ်အဲ့ဒါပါလေဆိုရင်လုပ်ပေးမှဖြစ်တယ်ဘာဖြစ်လို့လဲသူနဲ့အတူသွားလာတဲ့သူတွေကိုဘုရားသခင်ကကျမတို့ကိုအဲ့လောက်ထိချီးမြှောက်မှာဖြစ်တယ်လို့နော်အဲ့ဒါကြောင့်မလို့ကျမတို့ကဘုရားခင်နဲ့တူကျမတို့ရဲ့ဘဝတသက်တာမှာဘယ်လိုသွားမလဲဆိုရယ်စာလ23အရာခွန်အားရတယ်နော်နောက်တစ်ချက်ကခုနကဒါဝိကိုဘိသိက်စီနဲ့လိမ့်တယ်လို့ပဲကျမတို့ကိုလည်းလိမ့်မယ်နောက်ကျမတို့ရဲ့ခွက်ဖလားရှံမယ်ကျမတို့ရဲ့အိမ်ထဲမှာပြည့်လျက်ရှံလျက်တိတ်လျက်ပဲရှိမယ်ရော့သွားတာမရှိဘူးဟိုးငါမှစားမရှိလို့အိမ်ပေါက်စီလဲတောင်းတာလို့စီမရှိလို့တပကံလောက်ချီးပါလို့ဒါတွေကျမတို့မှမလာတော့ဘူးနော်ပြည့်ရှံနေမယ်အမြဲတမ်းရှိနေမယ်သူများလာရင်သာကျမတို့ကပေးနိုင်မှာအဲ့လောက်ထိဘုရားကကျမတို့ကိုချီးမြှောက်သွားမှာဖြစ်တယ်လို့ဒါကြောင့်မလို့မိတ်ဆွေတင်ကယနေ့ဘုရားသခင်ရှာနေတဲ့သူနဲ့အတူသွားလာမဲ့သူဖြစ်ရလားတင်ရောဘုရားသခင်နဲ့အတူယနေ့ဒီနှုတ်ကပတ်တော်အပြင်မသွားခြင်းဘူးလားအတူတူမသွားခြင်းဘူးလားဘုရားသခင်ကိုနံပါတ်1မထားခြင်းဘူးလားနော်အရာခွန်အားရဖို့ကောင်းပါတယ်လို့ဒီနှုတ်ကပတ်တော်ကအကြနာတဲ့သူအရောက်တိုင်းကျမနဲ့အတူလေ့လာနေတဲ့သူကျမရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့သူအရောက်တိုင်းပေါ်မှာဘုရားသခင်ကကောင်းကြီးအများကြီးချပေးမှာဖြစ်တယ်ကျေးဇူးတင်တယ်အရောက်တိုင်းဘောဘုရားသခင်ကောင်းကြီးချပေးပါစေ